ကဲ makeup မပြင်ပြရတာကြာပြီเนาะဒီနေ့တော့မေဆုံးအပြင်သွားဖို့ကြုံလာနဲ့ get ready with me လေးလုပ်ပါမယ်ကျမလည်း skin care မလိမ့်မဲ့ပြစ်ထားတဲ့ရက်တွေများလာတဲ့အခါမှာအသားကြီးညစ်ကြီးဖြစ်လာတဲ့အတွက်အပြင်သွားကန်ဒီမှာဒီလို mask လေးကပ်ပေးရပါတယ် mask ကပ်ပြီးပြီဆိုတော့မေဆုံး serum လေးတန်းလေးလိုက်မယ်ပေါ့เนาะဒီ serum လေးက glow look ကိုအဓိကပေးတဲ့ဟာလေးပါမေဆုံးနောက်ပိုင်း review လေးတေချာလုပ်ပေးပါမယ်ဒါတော့မေဆုံးအကြိုက်ဆုံးPurito က moisture လေးပေါ့เนาะဒါကမေဆုံး breakout တွေဖြစ်နေဦးကလည်းလိမ့်တာတော်တော်လေးအဆင်ပြေတယ်အခုလိုအသားခြောက်နေတဲ့အချိန်လည်းအရင်အဆင်ပြေပါတယ် sun cream ကိုတော့မေဆုံးဒီ Yun Skin ကအသစ်ထွက်ထားတဲ့အစိမ်းရောင် sun cream လေးသုံးပါတယ်သူကတုံးအပ်လဲပါတာဖြစ်တဲ့အတွက်မျက်နှာကိုတီတီပြုံပြုံဆူဆူဝင်းဝင်းလေးနဲ့အသားကိုတစ်ဆင့်လောက်လင်းသွားစေရပေါ့နော် primer ကိုတော့မေဆုံးက glow လွတ်လိုချင်တာဖြစ်တဲ့အတွက်ဒီ touching so ကglassy primer လေးလိမ့်လိုက်ပါတယ်သူကလိမ့်ပြီးသွားတဲ့ဘက်ကလေတိတိတတဆူဆူပြုံပြုံလေးဖြစ်သွားပါပေါ့နော်တော်တော်လေးရေဓာတ်ကိုလည်းဖြည့်ပေးတယ် glow look ကိုလည်းရစေပါတယ်ဒီတော့ foundation အရင်မလဲဘူးပေါ့နော်မေဆုံးမျက်ကွင်းညိုနေတာတွေနဲ့အပြစ်နာစာတွေကိုဖုံးချင်တာဖြစ်တဲ့အတွက်ဒီ Bella ကအသစ်ထွက်ထားတဲ့ concealer လေးနဲ့ကိုဖုံးချင်တဲ့နေရာလေးတွေsmile line လေးတွေကိုတခြားလိုက်ပြီးတော့လိမ့်ပေးလိုက်ပါတယ် coverage ကတော့တော်တော်လေးကောင်းပါတယ် make up လိမ့်ကြတာမလိုတော့ပါဘူးဒီ Into Ika foundation နဲ့လေဈေးလေးလဲတက်တာတဲ့အပြင်မှာသူ့ကိုလိမ့်လိုက်တဲ့အခါကျရင် medium coverage လောက်လည်းရတယ်ပြီးတော့မျက်နှာကိုဖြူဖွေးဖွေးဖုံဖုံလေးဖြစ်စေရပေါ့နော်။အားနေရောမေဆုံးခုလက်တလောမှာဒီ touching so က in my hand ဆိုတဲ့ဟာလေးသုံးနေပေါ့နော်။ဒါလေးလည်းတော်တော်ကောင်းပါတယ်မေဆုံး review လေးပေးပါဦးမယ်။အရောင်ထွက်ကောင်းပြီးတော့ long lasting လည်းတော်တော်ဖြစ်ပါတယ်။ဒီနေ့က daily look ပြင်ပြတာမဟုတ်ဘဲနဲ့မေဆုံးတငယ်ချင်းမွေးနေ့တော့မှာဆိုတော့ nose contour လေးလည်းတခြားလေးချပေးထားပါတယ်။အဓိကကတော့ချွေးတွေပါတွေထွက်တဲ့အခါကျရင် make up မပြတ်သွားဘူးပေါ့နော်။အခုတလောလေးမေဆုံး Thai brand တွေကိုတော်တော်လေးကိုကြိုက်နေရပေါ့နော်။ဒါလေးကလည်း Sassy ကeyeshadow တွေပါသူလည်းဈေးဘယ်လောက်မှမရှိဘူးအဲ့တော့ဒီခုနပြထားတဲ့အညူနုလေးကိုမျက်လုံးတစ်လုံးလုံးမှာတင်လိုက်ပါတယ်ပြီးရင်မျက်လုံးအောက်ရောအဲ့ဒါလေးနဲ့ပဲချဲပေးလိုက်ပါတယ်ပြီးတော့သူ့ထက်ကလာရင်းနဲ့အညူအောင်လေးကိုမေဆုံးခုနလိုမျက်လုံးတစ်လုံးလုံးမဟုတ်တော့ဘဲနဲ့မျက်ရည်ပေါ်မှာပဲတေချာလေးထည့်ပေးလိုက်ပါတယ်အုံမျက်ခမ်းလေးပါနည်းနည်းထည့်လိုက်ပါတယ် glitter ပါတဲ့အညူလိုလိမ့်မော်လိုအရောင်လေးကိုမေဆုံးမျက်လုံးအလယ်လေးမှာ highlight သဘောမျိုးလေးနဲ့နည်းနည်းထည့်ပြီးတော့လက်လေးနဲ့ဖြန့်ပေးလိုက်ပါတယ် accuser တွေပါလည်းမဖော်တော့ဘူးဆိုတော့အဲ့အရောင်လေးကိုပဲမျက်လုံး၃ပုံမှာ၂ပုံလောက်ကိုတေချာထင်းထင်းလေးဖြစ်အောင်ထည့်ပေးလိုက်ပါတယ်ပြီးတော့အပြင်းကြီးတော့မျက်ခုံးမွေးလဲမေဆုံးမဆွဲတော့ဘူး Maybelline က high sky mascara လေးနဲ့မေဆုံးမျက်ခုံးမွေးလေးတေချာလေးတက်ရအောင်လုပ်ပေးလိုက်ပါတယ်ပြီးတော့ Bella ကဒီ gel eyeliner လေးနဲ့ water line လေးတွေထည့်လိုက်တယ်ပေါ့နော်ဒီထဲမှာမေဆုံးသုံးသွားတဲ့ပစ္စည်းလေးကဈေးအရန်ကြီးတွေတိတ်မပါပါဘူးပြီးတော့လေဒါလေးကမေဆုံးအပြင်မှာတကယ်ပြင်တာ15မိနစ်20လောက်ပဲကြာပါတယ်အချိန်တိတ်မရှိတော့လို့ပေါ့နော်ပြီးရင်တော့မေဆုံးသုံးနေကြဒီ mascara လေးနဲ့ပဲမျက်တောင်လေးတွေကော့ပေးလိုက်ပါတယ် eyeliner ကိုတော့ Revlon ကဟာလေးသုံးထားပါတယ်ဒါလေးကနက်နက်လေးနဲ့ထိတ်ကချွန်ချွန်လေးဆိုတော့တော်တော်ဆွဲလို့ကောင်းတယ်ပေါ့နော်ဒီထဲမှာလည်းမေဆုံးအမီလေးပဲထုတ်ပြီးတော့အရန်အထူကြီးပုံစံမဆွဲထားပါဘူးဒါတော့ဟိုဘက်ဒီဘက်ညှိနေထူသွားသေးတယ်ပေါ့နော် eyeliner အောင်မေဆုံးအရန်ကျွမ်းနေတယ်မှာမပါသေးပါဘူးအခန်းကြီးကိုတော့မေဆုံးဝယ်ပြီးတဲ့ကြိုက်လွန်းလို့နှစ်ခါပဲဆိုပြီးတင်ထားတဲ့ one brown လေးဆိုးလိုက်ပါတယ်ပြီးတော့အဲ့ဒီမွေးနေ့ညမှာပဲမေဆုံးအဲ့နှခန်းကြီးကိုကြပြောက်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့အချိန်မရတော့ဘူးဖုန်းလန်းဆက်နေပြီဆိုတော့မေဆုံး dryer မှုတ်မှအောင်ရမယ်ပေါ့နော်မေဆုံးကသပင်မချောက်ရင်ဖျားတတ်တဲ့ပါတာဖြစ်တဲ့အတွက်သပင်ကတော့တေချာလေးချောက်အောင်မှုတ်သွားပေးရပါတယ်အဲ့တော့မေဆုံးလက်တလောအသုံးပြုနေတဲ့ hair tone တွေပေါ့နော်ခေါင်းလျှော်ပြီးတဲ့အချိန်မှာပဲမေဆုံး hair tone နဲ့သုံးပါတယ်နေ့တိုင်းသုံးတဲ့အခါကျရင်သပင်ကြီးကစီရည်နဲ့ကတ်တယ်လို့ပုံစံဖြစ်လို့ပေါ့နော်ဒါကတော့ဘာတွေဝတ်သားမှမသိဘူးကျမလေးဘယ်လောက်ဝတ်စရာမရှိဘူးပေါ့နော်အဲ့တော့ဒါကတော့ outfit authentic ပါနောက်လည်းမေဆုံး makeup ပြင်ပြတဲ့ဗီဒီယိုလေးတွေများများတင်ပေးပါမယ်အပြင်းကြီးလို့မရိုက်ဖြစ်တာပေါ့နော်အဲ့တော့အားလုံးကျေးဇူးများတင်ပါတယ်တက်တာ